Hello，大家好，欢迎回到小小王国线上教学课堂，我是王老师。အားလုံးပဲမင်္ဂလာပါ။ လက်တအံပါရမကျူဆိုပါရ王老师ပါ။ဒီနေ့ဒီဗီဒီယိုကလာဆိုအရှိမှာ HSK1 sample question လေးကိုလာဆိုရှင်းပြပြီးပြီ။ဒီဗီဒီယိုမှာကလာဆိုတော့ HSK2 ဟာလေးကိုလာဆိုဘာလဲဆိုရှင်းပြီးတော့ကြည့်ကြည့်အောင်เนาะဆိုတော့ HSK2 ကတော်တော်လေးသိတာပါတယ်ပြောင်းလဲသွားတာပါလဲဆိုလို့ရှိရင်အရင်တော့မပါဘူးတဲ့ writing လေးပါလာပါပြီ老师ကတော့သဘောကျတယ်ဆိုတာက因为很多学生တော်တော်များများတချို့တင်တန်းဆိုတော့ HSK1 နဲ့2မှာစအရေးလုံးဝမတင်တဲ့တင်တန်းရှိတယ်ဆိုတော့3ရောက်တဲ့ချိန်ကျမှအကုန်လုံးပြုံပြီးမှဟာမတက်ဘူးမရဘူးအဲ့မျိုးဆိုတော့ဗာလဲအကုန်လုံး stress ပြီးရောအကုန်လုံးဗာလဲ pressure တွေများပြီးမှမလိုက်နိုင်ဘူးတော့ဗာဖြစ်သွားတယ်老师ကတော့သဘောကျတယ်ညတော့သဘောကျတယ်ဒီ HSK2 မှာကလေးကတော့ writing ပါလာတာ老师ကတော့သဘောကျတယ်ပိုခက်တာလည်းတော့ပြောရပေးမယ်လေတကယ် quality ကိုမြင့်ပေးပါပြီဆိုတော့老师ကတော့ welcome တယ်ခေ好我们来看一下好，我们来看一下，我们一起来看，左边和右边像上次一样，左边的是新的，右边的是旧的，巴嘎哈嘎共三对吧？鸟巴嘎哈嘎好吧？什么新版 HSK 2级的，这个是我们旧的。那我们可以看到题数是差不多翘舌報翹舌咯，翹舌တူတူပဲ။好，那麼ဒီမှာက聽力ကပထမတစ်ပုဒ်က第一部分က5ပုဒ်ဖြစ်သွားတယ်အရင်က10ပုဒ်第二部分10ပုဒ်တူတူပဲ第三部分10ပုဒ်第四部分မရှိတော့ပါဘူးဆိုတော့တိုတယ်မှာဒီမှာတစ်ခါတည်းရောပါလဲဆိုလို့ရှိရင်第四部分ဒီမှာတစ်ခါတည်းနှုတ်လိုက်တယ်နှုတ်လိုက်ဆိုတော့ပါလဲဆို writing ဘိုင်းကိုတော့ပါလဲဦးစားပေးလိုက်တာနေမှာပေါ့ခေဦးစားပေးလိုက်လို့တော့ဒီဟာလေးကိုထွက်လိုက်ပြီထင်တယ်ဆိုတော့ဒါလေးကတိုတယ်18မိနစ်အရင်တော့အဟောင်းကြ35ပုဒ်ကိုလို့ဆို25မိနစ်လောက်ဖြည့်ရတယ်好 reading ကြည့်အောင် reading ကတော့ပထမတစ်ပိုင်းကလည်းလောက်ဆိုတော့ပါလဲဆိုလို့ရှိရင်5ပုဒ်ညာတော့5ပုဒ်ဒုတိယပိုင်းလည်း5ပုဒ်အတူတူပဲတတိယပိုင်းကတော့အရင်တော့အဟောင်းက5ပုဒ်ပဲသူကဒီမှာတိုးလာပြီး10ပုဒ်ဖြစ်သွားပါပြီနောက်စရုပ်ထအပိုင်းကြတော့လို့ဆို第四部分အရင်တော့10မှတ်ရှိတဲ့ဟာတော့5ခုဖြစ်သွားဆိုလိုတာ第四部分ဟာကအပေါ်第三部分ပဲရောက်သွားစုစုပေါင်းကတော့အတူတူပဲ25နဲ့25ပဲဒါမဲ့ဒီမှာ25မိနစ်ပေးတယ်အရင်တော့22မိနစ်ပဲပေးတယ်ဆိုဒီမှာကပုတ်ရင်နေဘာလဲဆိုလို့ရှိရင်နည်းနည်းအချိန်ပိုပေးလာပြီပေါ့နော်ဒီမှာအချိန်နည်းနည်းပိုပေးလာပြီဆိုတော့အရင်တော့ကကြတော့စုစုပေါင်းမိနစ်60လည်းပဲဖြည့်ရတဲ့ဟာအခုကပါ50ပဲဖြည့်ရတာအခုက60ဆိုပါလာလဲဆို writing ပါလာပါပြီပထမပိုင်းက5မှတ်ဖို့ဒုတိယပိုင်း5ပုတ်ပြောတာ5ပုတ်ညတော့ဒုတိယပိုင်းကလည်း5ပုတ်ပါလာပါပြီဆိုတော့လောက်ဆိုတော့ပါလဲဆိုလို့ရှိရင်စုစုပေါင်း10ပုတ်ရှိတယ်10ပုတ်တော့7မိနစ်ဆိုတပုတ်ကို10မိနစ်နဲ့တော့ဆိုတော့ပါလဲဖြည့်ရမှာပါစုစုပေါင်းတိုးမိနစ်60ဖြစ်သွားမယ်အရင်တော့ HSK2 ကမိနစ်50ပဲဖြည့်ရတဲ့ဟာလေးဆိုတော့ပါကွာလဲဆိုလို့စကြည့်အောင်第一部分သူကတခါတည်း ABC ရွေးတဲ့ဟာပါတယ်ထိုနည်း၎င်းမဲ့လို့ဆိုတော့အရင်တော့ဟာကအမှားအမှန် HSK1 နဲ့အတူတူပဲဒီအမှားအမှန်ချက်တဲ့ဟာတခါတည်းသူကဖယ်လိုက်ပါပြီမရှိတော့ဘူးအရင်တော့အမှားအမှန်က1 to 10အထိပေးထားတယ်ဒီမှာကျတော့သူက1 to 5ကိုပဲဒီ第二部分ပုံစံတော့မဟုတ်ဘူး HSK1 မှာပါတဲ့ဒီပုံရွေးတဲ့ဟာသူထည့်ပေးထားတယ်ဆိုတော့ဒါနည်းနည်းလေးရော့သွားတယ်ပဲပြောရမလားရန်တဲ့ ABC လားဆိုတော့အရင်အဟောင်းတော့တခါတည်း listening ကို10ပုတ်တခါတည်းပုံစံသူသွားတယ်ပြီးရင်ကနေမှသူပြောတဲ့ဟာကိုတော့ဆိုတော့ဗာလေပုံရွေးတာသူကတော့ကျတော့အမှန်အမှန်ချက်တဲ့ဟာကို short ပြီးမှပဲမထည့်တော့ပဲနဲ့ ABC ရွေးတဲ့ဟာဒါ HSK1 မှာပါတဲ့ပုံစံလောက်လိုက်တယ်第二အကြောင်းမှာပဲလောက်ဆိုတော့ရဲ့ဒီပါလဲဆိုလို့ရှိရင်ဒီဟာလေးလာတယ်ရနော်လောက်ဆို第二部分ကအတူတူပဲ5ပုတ်နော်သူကကျတော့6ကနေ15တာကိုလေးကိုတိုးလာတာပေါ့နော်နောက်တစ်ခုတိုးလာတယ်တော့10ပုတ်နော်6ကနေ15ဆို10ပုတ်ဖြစ်သွားတယ်လေဒီမှာတော့ကကျတော့5ပုတ်ပဲဆိုတော့ဒါလေးကိုသူကတိုးလာတယ်ပြီးရင်လောက်ဆိုတော့ဗာလဲဆိုလို့ရှိရင်16ကနေ20သူကတော့16ကနေ25သူတခါတည်းပါလဲဆိုလို့ရှိရင်လောက်ဆိုတော့ဗာလဲ女的没的讲အဖေ的讲 conversation 女的要写什么ဆိုတော့လောက်ဆိုတော့တခါတည်းဒီဟာလေးရောက်သွားတယ်အရင်က21ကတခါတည်း16ရောက်သွားပြီပုံစံကအတူတူပဲဒါပေမဲ့ तू ကပါလဲဆိုလို့ရှိရင်10ပုတ်ပဲဒါလည်း10ပုတ်ပဲ第三部分ကနေမှလောက်ဆို第二部分ထဲရောက်သွားတာပေါ့ပြောမယ်ဆိုလို့ရှိရင်ကြောဒါကလောက်ဆိုရဲ့ပါလဲ listening ညာတော့ listening ညာ第四部分မရှိတော့ဘူးညာ第四部分ကမရှိတော့第四部分မရှိတော့ဆိုတော့ listening ကတော့ပါလဲဆိုလို့ရှိရင်15ပုတ်ပဲဖြစ်သွားပြီးတော့ listening 15ပုတ်တယ်25ဖြစ်သွားအိမ်တော့35ပုတ်ဖြစ်ရတယ်လားဆိုတော့第四部分ဒါက listening ပါဆိုတော့အများကြီးပြောင်း pattern ကအများကြီးမပြောင်းပါဘူးပုတ်ကြီးဒီတစ်ခုပဲတိုးလာတယ်ဒါပေမဲ့ဒါ HSK1 မှာဒါဆိုတော့第一部分မှာပါတဲ့ဟာကိုသူက HSK2 မှာထည့်လာတယ်ဆိုတော့
အကုန်လုံးဖြည့်ဖို့တဲ့လူတော့အဟောင်းလေးကျင့်ပြီးသားလူနဲ့အဆင်ပြေလားဆိုတော့ကိုယ်စဉ်းစားကြည့်ပါတိတ်တော့မကွာပါဘူးညာနော်တိတ်မကွာပါဘူးပုံစံလေးပဲနည်းနည်းလေးဖြစ်သွား好再来一个是我们来看一下书写然后到 writing ဒီဖက်မှာတော့老师ပါလဲ reading ပဲပါပြီးတော့ writing reading မပြောရသေးဆိုတော့ reading 好 reading ကပါလဲဆိုလို့ရှိရင်老师ကြည့်ကြည့်ရအောင်老师第一部分ညာနော်第一部分ကပုံပြီးတော့ကြည့်ပြီးမှပဲ阅读ဟာတော့ဒီမှာပါတယ်ညာနော်第二部分ကျတော့36ကနေမှ45ထိတော့တောက်လျှောက်သွားလိုက်တဲ့ချိန်မှာက老师တို့ပါလဲဆိုအပေါ်နဲ့အောက်နဲ့ matching တွဲခိုင်းတဲ့ဟာလေးဒီတစ်ပုတ်ပါမပါအောင်နော်ဆိုတော့ HSK3 မှာဒီပုံစံလေးပါတယ်။ဒါနော်ဆိုတော့ကဒီအပေါ်မှာ ABCDE ကိုကြည့်မယ်။ကြည့်ပြီးပြီဆိုလို့ရှိရင်အောက်က sentence ကိုသူကပါလေရွေးပြီးမှဖတ်ပြီးမှပဲဒီ ABCDE နဲ့သူကပြန်တွဲရတာ။ဒါလို့ဆိုတော့ HSK3 မှာပါတဲ့ပုံစံလေး2မှာတော့မပါဘူးဒီပုံစံ။ကြောက်ဆိုတော့ရွေးရတဲ့ဟာ။နောက် part 4မှာကျတော့လို့ဆိုတော့ပါလဲဆိုလို့ရှိရင်ဒီဟာနဲ့တူသွားပါတယ်။ဒါလေးနဲ့တူပါတယ်။我爱跳舞但跳得不太好，所以他怎么样喜欢跳舞。ဒါမျိုးလေးတွေဆိုတော့老师တို့ပါလဲဆိုလို့ရှိရင်ဒီဟာပေါ့ပြောမယ်ဆိုရင်ဒီဟာကြောက်ဒီဟာလေးဖြစ်သွားမယ်ဒီစု部分ဒါလေးဖြစ်သွားမယ်46က50ကမပြောင်းလဲဘူးပေါ့နော်ဒါပေမဲ့ဒီဟာတော့ကကျတော့အမှားမှရေးခိုင်းတယ်ဒါကြတော့သူက ABC ရွေးခိုင်းတာဖြစ်သွားတယ်နော် ABC ရွေးခိုင်းတာဖြစ်သွားတယ်ဒါဆိုတော့အရင်တော့အဟောင်းတော့ကျတော့ပါလဲဆိုလို့ရှိရင်အော်ဒီမှာပါတယ် HSK3 မှာပါတော့မဟုတ်ဆိုတော့ဒီမှာ36 to 45ကအရင်တော့အဟောင်းက51က55ဟာပဲဆိုတော့အပေါ်အောက်ရွေ့သွားတဲ့သဘောပါပဲခင်ဗျာရွေ့သွားတဲ့သဘောခင်ဗျာနှစ်ခုပါလာတယ်10ပုတ်ပါလာတယ်ဒါအရင်တော့10ပုတ်ပါတယ်အခုကကျတော့ပါလဲဆိုလို့10ပုတ်ပါပဲညာတော့ပြီးမှပဲသူကဒီပါလဲပါလဲ ABC ရွေးတဲ့ဟာပါတယ်ညာတော့အရင်တော့အဟောင်းကျတော့ ABC ရွေးတဲ့ဟာကအပေါ်မှာတော့မရှိဘူးပဲ sorry 1မှာရှိတယ်မလားမရှိဘူးဒါနော်ဆိုတော့ ABC ရွေးတာကအရင်တော့အမှားမှန်ဟာက ABC ဖြစ်သွားတယ်ပေါ့ပြောမယ်ဆိုရင်ည好再来一个是书写的အဟောင်းတော့မပါဘူး书写ကြတော့သူကဒီလိုပါလဲ ABC ပါလဲဒီလို ABCD ထက်မှသူကစိတ်ပိုင်းလေးတွေပေးထားမယ်ညာနော်ပြီးရင်သူကဒီမှာလိုတဲ့ဟာဖြည့်ပြီးမှဒီလိုရဆို E ရွေးရမယ် E ဖက်ပဲပါစကလုံးဖြစ်သွားဆိုဒီဟာကလားဆိုစက်လုံးတော့သိရမယ်သူ့မှာပါတဲ့ vocal လေးတွေတော့ဆိုကြရပါတော့မယ်ညာနော်သူကပါပေးထားလဲဆိုဒီမှာ ABC ထက်မှသူကစလုံးလေးတွေပေးထားတယ်ဒီညမှာပါ把ထည့်လိုက်မလဲပါထည့်ပြီးပါဖြစ်သွားမလဲဆိုတော့那ဒီမှာက你想喝茶还是咖啡ဒါလို့ဆိုတော့လက်ရှိ HSK3 ထဲကဟာလေးကိုဒီထဲမှာသူက9ပုတ်ထည့်လာပါပြီဆိုတော့ဒါက writing ရဲ့ HSK2 ရဲ့ writing ပါရတော့သူက偏旁部首လေးတွေကြက်တာထက်偏旁部首မှာပြောလို့မရပါဘူး vocab တွေပေါ့နော်အဲ့မှာပါတဲ့ vocabulary အရေးပါလို့ဆိုတော့ပါလေမေးတဲ့ပေါ်ဖြစ်သွားပြီခေရောဆိုတော့ဒါကလို့ဆိုတော့ရဲ့ HSK2 ရဲ့ sample question လေးပါခေရော好希望对你有帮助我们下个视频再见啦再见